မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဖားကန့်ဆိုတဲ့မြို့လေးမှာလူငယ်လေးတစ်ယောက်ရောက်လာတယ်။သူ့နာမည်ကမောင်လင်းလို့ခေါ်တယ်။မောင်လင်းကတောင်ရွာလေးကနေလာတာ။သူ့မိသားစုကဆင်းရဲလို့အဖေအမေကိုကူညီဖို့ရေမဆေးကြောက်ရှာသမားလုပ်မယ်ဆိုပြီးဖားကန့်ကိုရောက်လာခဲ့တာပဲ။ဖားကန့်မှာတော့မိုးရွာတဲ့နေ့တွေမြေစပုံကြီးတွေလူအများကြီးလူတိုင်းကကြောက်ကောင်းတစ်လုံးတွေ့ဖို့အိမ်မက်တူတူနဲ့လာကြတာ။မောင်လင်းလည်းမနက်စောစောထပြီးမြေစပုံကြီးတွေကြားမှာပေါက်တူးသေးသေးလေးနဲ့မြေကိုတူးတယ်ကြောက်တွေကိုရေထဲမှာဆေးတယ်။တနေ့တူတူးနေတဲ့မြေထဲကအလင်းရောင်သေးသေးလေးတောက်နေတယ်ဟာဒါပါလဲဆိုပြီးမောင်လင်းတတိထားကြည့်လိုက်တော့စိတ်ရောင်ကြောက်လေးတစ်လုံးဖြစ်နေတယ်သူကလက်ထဲမှာကင်ပြီးစိတ်လှုပ်ရှားနေတယ်ရွာပြန်ရောက်တော့အမေကပြောတယ်သားရီကြောက်ကတန်မိုးရှိလားမရှိလားမသိဘူးဒါပေမဲ့သားကမရက်မနာကြိုးစားတဲ့စိတ်ကတန်မိုးအကြီးဆုံးပဲအဲ့ဒီနေ့ကစပြီးမောင်လင်းသိလိုက်တယ်ဖားကတ်မှာကြောက်ရှာတာကကံကောင်းမှုတစ်ခါတလေရှိပေမဲ့အမှန်တကယ်တန်ဖိုးရှိတာကမလျှော့တဲ့စိတ်နဲ့ကြိုးစားမှုဖြစ်တယ်ဆိုတာအဲ့ဒီလိုနဲ့မောင်လင်းကရေမဆေးကြောက်ရှာသမားဘဝနဲ့တောင်မိသားစုအတွက်အလင်းရောင်တစ်ခုဖြစ်လာခဲ့တယ်